အားလုံးမင်္ဂလာပါကျွန်တော်ဒီညောက်ပြီးမှကျွန်တော်ဒီမော်တာကြောင့်ဖြစ်ပါတယ်ခင်ဗျာမော်တာကိုကျွန်တော်ဒီလက်စစ်စွမ်းရည် mechanical စွမ်းရည်ကိုပြောင်းပေးတာကိုကျွန်တော်ဒီမော်တာလို့ခေါ်ပါတယ်ကျွန်တော်ဒီမော်တာမှာကျွန်တော်ဒီ single phase မော်တာရှိမယ် 3 phase မော်တာရှိမယ်ဒါကတော့အားလုံးဒီဗီဇာဖြစ်ပါတယ်ကျွန်တော်ဒီ single phase မော်တာအမျိုးအစားများတဲ့မှာကျွန်တော်ဒီ capacitor မော်တာအမျိုးအစားကိုမျှဝေမှာဖြစ်ပါတယ်ခင်ဗျာcapacitor motor အမျိုးအစားတွေမှာ capacitor run motor ရှိမယ် step motor ရှိမယ် capacitor set and run motor ရှိမယ်ဒါကတော့ capacitor motor အမျိုးအစားသုံးမျိုးဖြစ်ပါတယ်ခင်ဗျာcapacitor motor တွေ့ပြီးဆိုရင်ညာဘာဖြစ်တွေ့ရတာကကျွန်တော်ဒီ single phase motor ဖြစ်တဲ့အတွက် run coin ပါမယ် step coin ပါမယ်เนาะ run coin ဆိုရင်ကျွန်တော်ဒီ run coin ကိုကျွန်တော်ဒီ main coin လို့ခေါ်မယ် step coin ကိုအရန် coin auxiliary coin လို့လည်းခေါ်ပါတယ်ခင်ဗျာဒါပြောဒီ single phase motor capacitor motor တွေ့ပြီဆိုတာနဲ့ကျွန်တော်ဒီ run coin နဲ့ step coin ဆိုတာတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာmain coin လို့လည်းခေါ်မယ်အရန် coin လို့လည်းခေါ်မယ်ပေါ့နော်ဒါကိုလည်းတွေ့ရပြီဖြစ်မယ်ကျွန်တော်ဒီ motor ကိုတွေ့ပြီဆိုတော့ run coin step coin ကိုခွဲခြားတဲ့အခါမှာကျွန်တော်ဒီရေပုံအားဖြင့်တော့ကျွန်တော်ဒီ running coin ဒီကျွန်တော်ဒီကျုပ်ကိတ်ကြီးနဲ့ပတ်မယ် step coin ဒီကျိုးလုံးသေးသေးနဲ့ပတ်မယ်ဒါကတော့ရေပုံအားဖြင့်တော့မှန်ပါတယ်ဒါပေမဲ့ချို့ motor တွေမှာ running coin ဒီကျိုးလုံးသေးပြီးတော့ step coin ဒီကျိုးလုံးကြီးနဲ့ပတ်တဲ့ခါလည်းရှိပါတယ်ခင်ဗျာကျွန်တော်ဒီခုနပြောခဲ့တဲ့ရေပုံအားဖြင့်တော့99%ဒီ running coin ဒီကျိုးလုံးကြီးမယ် step coin ဒီကျိုးလုံးကြီးမယ်ရေပုံအားဖြင့်တော့မှန်ပါတယ်ကျွန်တော်ဒီ99%ဒီတရားမှန်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီ1%တော့ဒီကျွန်တော်ဒီ step coin ကကျိုးလုံးကြီးပြီးတော့ run coin ကျိုးလုံးသေးတတ်ပါတယ်ခင်ဗျာဒါနှိုင်းရှင်းပြခြင်းဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီ running coin ဒီကျိုးလုံးကြီးနဲ့ပတ်တဲ့အုံနဲမယ် step coin ဒီကျိုးလုံးသေးနဲ့ပတ်တဲ့အုံများမယ်ဖြစ်ပါတယ်ဒါကလည်း99%ထိမှန်ပါတယ်ခင်ဗျာကျွန်တော်ဒီဒါပေမဲ့တစ်ခါတလေမှာရန်ကာမှာကျွန်တော်ဒီ1%တော့ဒီ step coin ကကျိုးလုံးကြီးပြီးတော့ run coin ကကျိုးလုံးသေးပြီးတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပြီးရင် run coin ကအုံများပြီးတော့ step coin ကအုံနေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဒါကကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်ပြီးရင်အချို့ဒီပုံအားဖြင့်တော့ကျွန်တော်ဒီ running coin ဒီကျွန်တော်ပထမဆုံးအောက်ကစပတ်မယ် step coin ဒီအပေါ်ကပတ်တယ်ဒါကလည်းမှန်ပါတယ်တစ်ခါလေးမှာရေပုံအားဖြင့်မှန်နဲ့ကြော်လာပြီးတော့မှတ်ချက်အနေနဲ့ step coin ကအောက်ကပတ်ပြီးတော့ run coin ကအပေါ်ကပတ်တဲ့ဟာဖြစ်ပါတယ်ဒါမျိုးတိုင်းရှင်းတဲ့အခါမှာဒါက single bit ပြီး run coin ကအောက်က step coin အပေါ်ပြီးတော့ဖြတ်လို့မရပါဘူးခင်ဗျာ capacitor condition တွေကြည့်ပြီးတဲ့အခါမှာဘယ်ကောင်က capacitor တွေ့ထားလဲ power ဘယ်ကောင်တက်ကြည့်တာကြည့်ပြီးတော့ run coin step coin ရွေးချယ်ရမှာဖြစ်ပါတယ်ခင်ဗျာတစ်ခါလေးမှာမှားတတ်တာလေးကြုံရရမှာဖြစ်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်ဒီ run coin ကိုကျွန်တော်ဒီ power တည်ကြည့်ရမယ် step coin ကိုတော့ capacitor ခံပြီးကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ဒီကျွန်တော်တို့ single phase motor capacitor motor မျိုးမှာတော့ဒီလိုဖြစ်ပါတယ်ခင်ဗျာ capacitor ကို run coin ကို power မကြည့်ဘဲနဲ့ capacitor ခံကြည့်မယ် step coin ကို power တည်ကြည့်မယ်ဆိုရင်တော့ motor ကတော့လဲမှာဖြစ်ပါတယ်ဒါပေမဲ့15မိနစ်10လောက်နေတော့ကျွန်တော်ဒီလောင်ကျွမ်းသွားမှာဖြစ်ပါတယ်ခင်ဗျာဒါလေးတွေမမအောင်နှိုင်းရှင်ပြခြင်းဖြစ်ပါတယ်ဒီ